တချင်ကတက်မတော်နဲ့ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့ TNL ကအသစ်တက်လာတဲ့မြန်မာသမ္မတဦးဝင်းအောင်လှိုင်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့ကိုအတိမတ်ပြုကြောင်းဝမ်းသာဂုဏ်ယူကြောင်းအပြစ်ခတ်ရက်စဲရေးငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်းတွေကိုစာထုတ်လာတွေ့ရှိရပါတယ်။ TNL က2020ခုဆက်ရေးမှာကိုကန့် MNDAA တို့သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ PPLA မောင်ဆောင်ခါတို့ NUG ရဲ့ PDF တွေနဲ့ပေါင်းပြီးတော့တက်မတော်ကိုထိုးစစ်ဆင်ခဲ့ပြီးတော့မြို့တွေတော်တော်များများကိုသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်ထိကိုမိုးကုတ်ကိုထိန်းချုပ်ထားပြီးတော့ဗရမ များတွေကိုလည်းဒါလိုသလိုထုတ်ယူသွားခဲ့တာဖြစ်ပါတယ်ဒီ TNL ကပြီးခဲ့တဲ့လမှာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့ MNDAA နဲ့ပုတ်တိုက်မှုတွေဖြစ်ပွားခဲ့ပြီးတော့ MNDAA ကသူတို့ပိုင်ဆိုင်တဲ့မြို့တော်များများကိုပြန်လည်သိမ်းပိုက်ခဲ့တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ကြံတဲ့မြို့အနေငယ်နဲ့တူတူသူကကိုးကန့်နဲ့ငြိမ်းချမ်းရေးဆွေးနွေးခဲ့ရပါတယ်အဓိကအကြောင်းရင်းကလည်းတရုတ်ကပြည်ထောင်စုလမ်းပေါ်မှာတိုက်ပွဲတွေရပ်တန့်စေခြင်းနဲ့တရုတ်မြန်မာကုန်သွယ်ရေးကိုစတင်ခြင်းတဲ့အတွက်ကြောင့်မလို့ TNL ကိုချို့မြို့တွေကနေပြီးတော့စုတ်ခွာပြီးတော့တက်မတော်ကိုပြီးဖို့အတွက်ကိုတရုတ်ကတောင်းဆိုခဲ့တာရှိတယ်ဒါပေမဲ့ TNL ကနားမထောင်ကောင်းပါတဲ့အတွက်ကြောင့်မလို့တရုတ်ကသူ့စကားပိုနားထောင်တဲ့ MNDAA ကိုအသုံးချပြီးတော့သူတို့တွေကိုနှိမ်နှင်းတယ်လို့ဒါစစ်ရေးသုံးသက်သူတွေကအကဲဖြတ်ကြပါတယ်တက်မတော်ကိုသူဟာဒီမရေယာတိုက်ပွဲတွေနောက်ပြီးတော့ဒီပသိမ်ကြီးအဆက်လောက်ထီကိုနှောက်ယှက်တိုက်ခိုက်ခဲ့တဲ့ TNL နောက်ပြီးတော့တက်မတော်ရဲ့ဒီဗိုလ်သိန်းချောင်းတွေကိုတော့ဒေါအောင်ဆန်းစုကြည်ခေတ်မှာလာပြီးတော့ဒီ short တိုက်တုံးတွေနဲ့ပြစ်ခတ်ခဲ့တဲ့ TNL ဟာတကယ်ပဲငြိမ်းချမ်းလိုချင်တာလားသူ့ရဲ့ပဂရိချို့တဲ့နေတဲ့အခြေအနေအင်အားချိနေတဲ့အခြေအနေကြောင့်တက်မတော်ကိုမချစ်တော်လဲအောက်ငါနိုင်ရတဲ့အခြေအနေလားဆိုတာကိုကျွန်တော်တို့အထင်သာတွေ့ရှိနိုင်ပါတယ် MNDAA တိုက်ခိုက်လိုက်တဲ့အတွက်ကြောင့်မလို့သူဟာတိုးကြိုတော်ကြားကြောင်ကြားမြို့နည်းနည်းလောက်ပဲကြံတော့တာပါတကယ်တမ်းကျလို့ရှိရင် TNL ဟာတနေ့မမှန်တဲ့အတွက်ကြောင့်မလို့ပျောက်ကွယ်သွားရမယ်လက်နက်ကင်အဖွဲ့အစည်းဖြစ်ပါတယ်တက်မတော်ဒီကိစ္စကိုဘယ်လိုတုံ့ပြန်လဲဆိုတာတော့မထုံ့ပြန်သေးပါဘူး TNL အနေနဲ့ကသူ့ကိုထောက်ခံအားပေးနေတဲ့ NUG တွေ PDF တွေသူတို့ကိုထောက်ခံအားပေးနေတဲ့တချို့အစွန်းရောက်တွေကတော့ TNL ကိုဒါ line ပေါ်မှာတော်တော်လေးကိုသူရဲကောင်းတပ်ဖွဲ့ကိုအားပေးခဲ့တာပါ TNL ကလည်းသူ့ရဲ့သိမ့်ပိုက်လို့ရတဲ့မျိုးတွေမှာအတင်းကျပ်လူစုဆောင်းတာတွေမျိုးရွာနာမည်တွေရှမ်းနာမည်တွေကိုပလောင်နာမည်အတင်းပြောင်းခဲ့တာတွေဒါဆိုပလောင်နိုင်ငံထိကိုပါကြီးကြီးကျယ်ကျယ်တွေပြောခဲ့တဲ့ဒါလက်နက်ကင်အဖွဲ့ဖြစ်ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ MNDAA ဟာတက်မတော်နဲ့လည်းတိုက်ရတယ် MNDAA နဲ့လည်းတိုက်ရတဲ့အတွက်ကြောင့်မလို့သူ့နယ်မြေဟာတဖြည်းဖြည်းကျုံဝင်လာပြီးတော့သူ့ရဲ့စစ်တီအင်အားတွေဟာလည်းတဖြည်းဖြည်းလျော့ပါလာတဲ့အခြေအနေဖြစ်ပါတယ် UWSA ကတော့တက်မတော်ခေါင်းဆောင်ဗိုလ်ချုပ်မွေးမင်းအောင်လှိုင်ကနေပြီးတော့အငြိမ်းစားယူပြီးတော့သမ္မတဖြစ်လာတဲ့ဦးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့ကိုသူဟာတကယ်ကိုဥစွာပထမတူဖျားပဲအတိမတ်ပြုပြီးတော့ဂုံဝမ်းမြောက်ကြောင်းတွေကိုပို့ခဲ့တာဖြစ်ပါတယ်ဝါကတော့သိပါတယ်အားလုံးသိတဲ့အတိုင်းပဲရှမ်းမြောက်ကလက်နက်ကိုင်တော်တော်များရဲ့ခေါင်းကိုင်ဖခင်အားလုံးတော်တော်များတော့ဒီဝါမှာရှိတဲ့ပန်ဆန်းမှာပဲအားလုံးစုံတွေ့ကြတာပေါ့နော်အဲ့တော့ TNL ကတက်မတော်ပေါ်မှာအခုလိုမျိုးဝစ်စင်းခါရလာတာကတော့သူ့ရဲ့ဗဂရီမှာချို့တဲ့အခြေအနေစစ်တွေရှုံးလာပြီးတော့မြို့တွေလက်လွတ်ရတဲ့အခြေအနေရောက်ဆိုတာကိုအထင်သာသိတာထင်ရှားပါတယ်ဘာပဲပြောလက်ရှိတက်လာတဲ့ဒါမြန်မာသမ္မတဗိုလ်ချုပ်မွေးမင်းအောင်လှိုင်ရဲ့ဒီသမ္မတတပ်တန်းအသစ်မှာအခုလိုမျိုးတက်မတော်တချင်းတော့ဆော့နဲ့ဒီ line ပေါ်ကနေတော့၎င်းမြေပြင်ပဂရိမှာတော့၎င်းတိုက်ခိုက်ခဲ့တဲ့အဖွဲ့အစည်းတစ်ခုဟာဒါအစိုးရတက်လက်အောက်မှာခြေစင်းဝတ်တွားလာတယ်ဆိုတာတော့ကောင်းမွန်တဲ့ချက်ပဲဖြစ်ပါတယ်ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကလည်းတက်မတော်ကအမြင့်ပြတ်အခြေမုံချင်းမခံရခင်မှာပဲအမြန်ဆုံးလာပြီးတော့ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးဖို့လိုအပ်ကြောင်းအသိပေးပြောကြားလိုက်ပါတယ်